တော်ရင်ရဲကဆေးလေးတောက်ခြင်းကြောင့်အဆုတ်ဆဲများကိုပျက်စီးခြင်းကိုရှော့ချတတ်တာစီပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂလက္ခဏာများကိုတက်တာရောပါစေပြီးတော့အဆုတ်ဤလှုပ်ဆောင်ခြင်းများကိုတက်တာကောင်းမှုစေပါတယ်ရှင်။ကိုယ်ခံဆောင်အားကိုအထူးမြင့်တင်ပေးနိုင်သည့်အာနိသင်ရှိသည့်အတွက်ကြောင့်ပြင်ပယောဂမှုများကြောင့်ဖြစ်ပေါ်စေတဲ့ကူးစက်ယောဂများကိုကာကွယ်ပေးနိုင်သည့်အပြင် သွေးရင်းရှိမကောင်းသောအဆီများကိုလက်စထရောများကိုရှော့ကျစေခြင်းကြောင့်နှလုံးသွေးကြောခြင်းသွေးခဲခြင်းလေဖြတ်ခြင်းနဲ့သွေးရိုးယောဂများကိုလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်။ တဘာဝတတိုးဆက်ညီပစ္စည်းအန်တီအောက်ဆီဒန့်ပိုးချိုဝါစာပါဝင်ခြင်းကြောင့်အရွယ်တင်မှုပြစေပါတယ်ရှင်။ နေ့စဉ်စိတ်ဖိစီးမှုများကိုရော့ချစေပြီးစိတ်ပိုင်းဆိုင်ရာလက္ခဏာများကိုလည်းကောင်းမွန်စေပါတယ်ခင်ဗျာကဲဘာမှပြောမနေကြနဲ့တော့ဟောဒီထိုးချွေရွာကစေတနာစေမေတ္တာစေတစ္ဆာဆွေးတွေမို့တော်ဝင်ရဲကိုဆေးရလေရှင်းစွမ်းထပ်တာပေါ့ဗျာတော်ဝင်ရဲယုံ